င်္ဂလာပါ Norway Season Part 2 ကနေကြိုဆိုလိုက်ပါတယ် Norway Season Part 1 ကိုမကြည့်ဖြစ်တဲ့လူတွေရှိရင်တော့သွားကြည့်ကြပါဦးနော်ဒါကတော့ Part 2ဒီနေ့လေးကတော့သင်္ဘောပေါ်မှာပေါ့ဒါရဲ့သင်္ဘောပေါ်မှာကားတွေ park ထားတာဟိုဘက်စိတ်ကနေပြီးတော့မှဟိုဘက်တစ်ချမ်းစိတ်ကန်းကိုသွားတဲ့သင်္ဘောကြီးပေါ့နော်မိနစ်30လောက်ပဲကြာတယ်တစ်ဖက်စိတ်ကနေတစ်ဖက်စိတ်ကန်းသွားဖို့သူတို့ပြောတာအရာဆိုရင်တော့ဒီနေရာကတရားဆောက်လို့မရဘူးဆိုပြီးတော့ပြောကြတယ်ဒါတော့ Norway summer ပေါ့နော် summer ဆိုပေမဲ့လည်းသူတို့ကတောင်ထိပ်မှာ snow တွေကတော့ရှိနေတော့မှာပဲရာသီဥတုကလည်းတော်တော်အေးတယ်ဒီနာတော့ကရှုခင်းကတော့တကယ် breathtaking ပေါ့ဒါတော့ဒုတိယကမ္ဘာစစ်တုန်းကသုံးခဲ့တဲ့လက်နက်လို့ပြောကြတယ်အဲ့ရနေပြီးတော့မှဒီ Germany နဲ့ UK ကနေလာတဲ့သင်္ဘောတွေကိုအဲ့ဒီအမြောက်နဲ့စော်တာပေါ့နော်မြင်းတဲ့တိုင်းမှာပဲဒီ Norway ကပြည်နယ်တစ်ခုပေါ့နော် Ålesund လို့ခေါ်တယ်pronunciation မှရင်လည်းခဏပြကြပါတော့ဒါကတော့မြင်းတဲ့တိုင်းပဲတောင်တွေကတော့အရန်များတယ် hiking တက်မဲ့တောင်တွေကတော့ပတ်လေပဲဒါကတော့အဲ့ဒီတောင်တွေကတစ်ခုပေါ့နော်အဲ့ဒီတောင်ပေါ်မိနစ်20-30ပတ်ဝန်းကျင်လောက်ကတော့တက်လိုက်ရတယ်တကယ်ဒီပြည်နယ်ရဲ့360ဒီဂရီပတ်လေကိုကြည့်လိုက်ရင်လေပကြီးကားတစ်ချက်လိုပဲအရန်လာတယ်ယုံကြမလားတော့မသိဘူးပေါ့နော် Norway သွားတော့က9ပေါင်လောက်ကတော့ကျသွားတယ်ဘာဖြစ်လို့လဲဆိုတော့ပထမတစ်ချက်ကအရန် hike တယ်ဒုတိယတစ်ချက်ကတော့သူတို့အစာတောက်တွေကအရန်ကြမ်းမာရေးနဲ့ညင်ညွတ်တယ်စီလည်းမပါဘူးသူတို့ကရေလုံးပြုတ်grill တာတွေကင်တာတွေရေလုံးပြုတ်တွေအဲ့ဒါတွေစားတာများတယ်ဆိုတော့အရန် healthy တဲ့နိုင်ငံသူတို့နိုင်ငံသွားလို့ရှိရင်လေဝတ်တုတ်ကြီးတွေဒီအမေရိကမှာလိုမျိုးဝတ်တုတ်ကြီးတွေတွေ့တယ်ဆိုတာတရားမှမရှိဘူးအကုန်လုံးလေးပါအရန်ကျမ်းမိုင်းနဲ့ညီညွတ်စွာစားသုံးနေထိုင်ကြတယ်အဲ့ဒါတော့တကယ် very inspiring ပေါ့နော်ဒီနေရာလေးကတော့ Norway နိုင်ငံမှာရှိတဲ့ဒီ biggest အကြီးဆုံး attraction တစ်ခုထဲမှာပါတယ်ပေါ့နော်နေရာလေးကတော့ Geiranga ဆိုတာဘာလားမသိပါဘူး pronounce သူတို့ Norway pronunciation လည်း pronounce တဘူးဆိုတော့ဒီနေရာလေးကတော့အရန်လှတဲ့နေရာလေးတစ်ခုဖြစ်ပါလေ
ဒီနေရာတော့ဘာလို့လောက်ထိနာမည်ကြီးလဲဆိုတော့သူကနေရာတစ်ခုလုံးကတောတောင်တွေကြီးပဲအိမ်တောင်ပေါ်မှာအိမ်လေးတွေရှိတယ်တကယ် Europe experience ကိုခံစားချင်တယ်ဆိုရင်တော့တကယ်ဒီနေရာက Europe experience ကိုအပြည့်ခံစားနိုင်မယ့်နေရာတစ်ခုဆိုလို့ရှိရင်လည်းမမှားဘူးကိုရီးယားတော့သွားနိုင်တယ်ဆိုတာတော့အတော်နဲ့ဦးလေးတို့မိသားစုတွေကအမှရှိကြတယ်ဆိုတော့အားအားကြောင့်မလို့သွားနိုင်ခဲ့တာပေါ့နော်တွင်ုံတန်ဆိုရင်တော့ဒီနေရာတွေကတော့မသွားနိုင်ပါဘူးဒါတော့သူရဲ့ gift shop ပေါ့နော်ဦးလေးတို့နေတဲ့ပြည်နယ်ကိုရောက်လာတာနဲ့လေအုံနောက်ထဲမှာပထမဆုံးတစ်ခုဝင်လာတာကကမ်ပင်သွားဖို့ပဲသူတို့တောင်ထဲကအရန်လှလို့ကမ်ပင်သွားဖို့ပဲဦးလေးကိုအသေးပူစားတာနဲ့သူတို့ကအဲ့ဒါမှာတညအိမ်နဲ့ကမ်ပင်သွားဖြစ်ခဲ့ကြပါတယ်မိသားစုနဲ့That's it. Lolo overcast, ne? Kataluma chocolate,